လေးရှားကိုရောက်ရှိနေတဲ့ညီကိုမောင်နှမတွေတို့သိကြပါလေဒီတပည့်ကိုတစ်ခါကြားရစေညနေစေပေါ်တော့အဲ့ဒီမှာအသီးဖနံတွေကိုအစုံရောင်းပါတယ်မုံတွေကိုပြီးရင်ထမင်းတွေကြက်ကြိုတွေအင်ကြီးတွေအကုန်လုံးဝယ်လို့ရပါတယ်ဒီအေးတွေကိုအကုန်လုံးရပါတယ်ကျွန်တော်တို့တပတ်မှာတစ်ခါရက်ကွက်တိုင်းမှာတပတ်ကိုတစ်ခါကြပါတယ်တချို့ရက်ကွက်တွေမှာဆိုရင်စနေနေ့တချို့ရက်ကွက်တွေမှာဆိုရင်တလင်းဝင်နေအင်္ဂါဘဒူးအဲ့လိုမျိုးပေါ့နော်တချို့ရက်ကွက်တွေနဲ့တချို့ရက်ကွက်တွေတော့မတူဘူးဗျရက်ကွက်တစ်ခုမှာဥပမာဒီနေ့ဘဒူးနေ့ကြတယ်ဆိုရင်နောက်ရက်ကွက်တစ်ခုမှာတောက်ကြနေ့အဲ့လိုပုံစံမျိုးတချို့ရက်ကွက်တွေမှာစနေနေ့တချို့ရက်ကွက်တွေမှာအင်္ဂါနေ့ဘဒူးနေ့အဲ့လိုမျိုးဖြစ်ပါတယ်အဲ့ဒါအမျိုးတွေမြင်တွေ့ရအောင်ဆိုပြီးတော့ဗီဒီယိုတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်